And standing there, it is the Lord Jesus Christ standing there. And instead of St. Lun standing here, it is me, a poor lost sinner, needing to be saved. ဆရာတော်ကငါ့ကိုကုလို့စီတယ်ဆိုတဲ့စိတ်ထဲမှာနည်းနည်းလေးစိတ်ကူးလိုက်ပါတဲ့သူကဒီနေရာမှာဆရာတော်နေရာမှာမရောက်ဘဲနဲ့ထာဝရဘုရားရှင်ကရက်တည်နေတယ်။ရက်တည်တဲ့နေရာမှာရက်တည်မရဘဲနဲ့ခရစ်တော်ကရက်တည်နေတယ်။စိတ်လုံးရက်တည်နေရာမှာစိတ်လုံးရက်တည်ပဲနဲ့ကျွန်တော်ရိုးသားတဲ့ဉာဏ်နာမကိုသိဖို့အမှုဖြစ်တဲ့ဆရာတော်စီရင်တဲ့ကရပ်ပြီးတော့ကေတီမာဆိုပြီးတော့ထိုင်ပြီးစောင့်နေတဲ့ဒီရှိတဲ့လူရောက်နေတဲ့ယူဆပါတယ် God turns to his Son, Jesus Christ, and asks him, Jesus Christ, will you take your responsibility to save Stephen Turner from his sins? ခုနပြောလို့စိတ်ကူးရင်းမှာနေရာတွေထားပါနေခုဘုရားခင်ကရက်တည်နေဘုရားခင်ကသူ့ရဲ့သားခရစ်တော်ကိုဆက်ပြီးတော့နာသာခရစ်တော်ဒီရဲ့ဘယ်ဘက်မှာရှိတဲ့စီရင်တန်းကိုသိရှိတဲ့လူကိုဒီကဲတင်ပြီးတော့နေတဲ့နေကဲတင်မှာတာဝန်ယူပါမှာခရစ်တော်ကeven okay ကျွန်တော်လုပ်ပါမယ် Christ says, yes, I will. God says, will you take on your responsibility to bring Stephen Turner safe to heaven? Christ says, yes, I will. ဘုရားတော်တော်ဘုရားခင်နဲ့တပြီးတော့သူသားခရစ်တော်ကိုနေမယ်တောင်းကိုတရားအရာစီရင်ကိုခေါ်ပြီးတော့နိဗ္ဗာန်ရောက်တော့တောင်းယူပါမှာခရစ်တော်ကလည်းဟုတ်ကဲ့ကျွန်တော်ယူပါမယ် God says, will you take on your responsibility and let him never fall into hell for all eternity? Christ says, yes, I will. တော်ရဘုရားခင်ကနောက်ကသူသားခရစ်တော်ကိုထည့်ပြီးတော့နေ့တောင်းကိုတရားအရာစီရင်ကိုမြေကြီးရာတိတော်မရအောင်တောင်းယူပြီးတော့ပြင်ပါမှာခရစ်တော်လည်းပြန်ပြီးနေဟုတ်ကဲ့ကျွန်တော်လုပ်ပါမယ် Am I saved yet? အဲ့ဒီချိန်မှာစီရင်ကကေတီကြီးခံရပြီးလားမပြီးသေးပါဘူး No. For now God turns to me and I have a decision to make. အခုဘယ်လိုလဲဆိုတော့တော်ရဘုရား